ကဲဒီမှာနော်တစ်ချက်ကုန်းလေးတွေတက်ရပြဆိုလို့ဒါမျိုးလေးတွေပါဒီလိုတစ်ချက်ကုန်းလေးပါကျမဘောလုံးကို15ဘိတ်ဒီလိုဆက်ဖြတ်တယ်နော်ဒီလိုရေးကြိုက်တာဆိုတော့15ဘိတ်အသားတစ်စိတ်ပါတယ်ဒါမျိုးရေးကြိုက်တယ်ပြီးရင်ဘောလုံးပတ်ရှာလဲအဲ့ဒီဘောလုံးပတ်ရှာလဲရှိလားဆိုတော့ဘောလုံးပတ်ရှာလဲရတော့50ကျော်တန်းနေစရှိပါတယ်နော်50ကျော်ကနေစရှိပါတယ်ရှစ်ကဲဒီမှာရေးကြည့်ပါဦးအားပေးပါဦးကဲအဲ့တော့ရှာလိုက်ပါပြီနော်နောက်တစ်ခါဆိုရင်လည်းဒီလိုမျိုးအီရှောဖို့ပေါ့နော်တဲ့ဆွဲကြိုးဒီလိုအီရှောဖို့ဆွဲကြိုးတွေရှိမယ်ဟောနောက်တစ်ခါကျရင်စင်တူလေးတွေစင်တူကမှသူကအလင်းပလင်းတန်ကြိုးနဲ့ဒီလိုမျိုးပေါ့နော်အလင်းပလင်းကြိုးလေးတွေနဲ့ထုတ်တာ30ကျော်40ဝန်းကျင်လေးဆိုဒါဆို30ကျော်40ဝန်းကျင်စင်တူနော်အဲ့လိုမျိုးလေးရှိမယ်ဒါလေးကကြတော့ဘယ်လောက်သားရှိအောင်ဆိုတော့ဒါလေးကပိုးပဲဝန်းကျင်ရှိတယ်အသားထင်နော်ပိုးပဲဝန်းကျင်ရှိပါမယ်တော်တော်လေးလှတာပါဒါပိုးပဲဝန်းကျင်ရှိပါတယ်နော်ဒီလိုရွှေဘောလုံးဆွဲကြိုးအဲ့လိုရှိမယ်နောက်တစ်ခါဒီမှာအီရှောဘိုကြိုးတွေနောက်တစ်ခါကျရင်ဒီမှာဒီလိုမျိုးအသေးမတူးတော့တစ်ခုနဲ့တစ်ခုကမသက်ပြစ်ရှာလိုက်လို့ဒါပြန်ပြရထင်မှာဆိုဒီလိုမျိုးဒါကဘာလိုက်တန်ကြိုးရွှေဘောလုံးတွေ့ရလားဒါကဘာလိုက်တန်ကြိုးရွှေဘောလုံးနော်ဒါကကြတော့ရွှေဘောလုံးတော့ဟုတ်တယ်အတီး3လုံးလေးနဲ့အီရှောဘိုကြိုးပါအတီး3လုံးနဲ့နောက်ခါဒါအီရှောဘိုရိုးရိုးကြိုးနော်အီရှောဘိုရိုးရိုးကြိုးပါအဲ့လိုအီရှောဘိုရိုးရိုးကြိုးတွေကလည်းအများကြီးပဲကျိုးကုတ်ကျိုးလေးတွေကွာသွားမယ်ဒါကကြတော့စီတူလင်ကျိုးနဲ့ခတ်ထားတာ43သိန်း6တောင်တော်တော်ကြီးရဲ့အဲ့ကသမီးလေးဝတ်ပြနော်43သိန်း6တောင်နောက်တစ်ခါကျရင်ဒါဘာရိုက်တန်ကျိုးနဲ့နော်ဘာရိုက်တန်ကျိုးနဲ့ရွှေဘောလုံးနဲ့ခတ်ထားတဲ့ကျိုးနော်ဒါဒီလိုမျိုးပရက်လေးကျိုးပရက်ပုံစံလေးကျိုးတစ်ဖက်ကကျပရက်ပန်းပွင့်တစ်ဖက်ကကျတော့ရွှေလုံးနဲ့စုံလို့စီလို့နောက်ခါကျရင်အကိတ်ကြီးတွေနောက်မှအများကြီးရှိသေးတယ်ကဲဒီမာတွေပါနော်ကျမတို့ဒါလေးပြောမယ်ဆိုရင်ဗီရုပ်တယ်ဘွားကနေပေါ့နော်ဒါဗီရုပ်တယ်တော့ဖြစ်ဒါကွန်တိန်နာကြနဲ့မသက်ဗီရုပ်ရောင်းရင်းနဲ့ဒါပောက်ခဲ့တာဆိုတော့ခါကြတော့ဒီလုပ်ငန်းလေးကိုဘယ်တော့မှမမေကစတမာတွေကလည်းဒါပြောကြတယ်နော်ဒီစူးစမ်းမှုကြီးတကယ်အမခန်းပေါ့နော်ဘယ်လိုပြောမလို့ဆိုတော့900တန်1000တန်ကနေစလို့မသက်တို့ကွန်တိန်နာကြဆိုပေမဲ့လည်းအဲ့တုန်းကမသက်တို့နော်ရွှေဆိုင်ဖွင့်လို့ရတယ်ဒါပေမဲ့မသက်ကအဲ့ဒီအချိန်မှာမကျွမ်းကျင်ဘူးအကျွမ်းကျင်သေးတာဖြစ်တဲ့အတွက်မကျွမ်းကျင်တဲ့အလုပ်ကိုမလုပ်ဘူးပေါ့နော်မကျွမ်းကျင်တဲ့အလုပ်ကိုမလုပ်ဘူးဘာလုပ်လဲဆိုတော့မသက်ပေတုပ်လေးကိုပဲရောင်းတယ်ပေတုပ်ကိုတိန်နာတစ်စီးဆိုလဲ1500 2000လောက်ရှိတယ်ဒါပေမဲ့အဲ့ဒါဘွားတော့ကတော့ပေတုပ်တယ်ဆိုပြီးတော့ထင်သေးကြတာပေါ့ကွယ်ဒီလိုမျိုးကွန်တိန်နာတစ်စီးကို1500 2000ရင်းရမသိဘူးအထက်ကအိမ်ညာထွက်လာရင်တန်ဖိုးနေတဲ့900 1000ရောင်းတာပဲသူတို့သိတယ်အဲ့တော့တချို့ကလည်းပြောကြတယ်ပေတုပ်တယ်ပေတုပ်ကနေပြီးတော့ဒါရွှေရောင်းနေပြီပေါ့နော်ရွှေရောင်းနေပြီအားကြတယ်တချို့ကြတော့လေဒီမှအောင်မြင်မှုအရင်တော့ကျတော့အထက်ရောင်းတာဘေးတော့ရောင်းတာအခုရွှေတဲ့တောင်ဖြစ်သွားပြီဆိုတော့ရေးရခြင်းကတော့အတူတူပါပဲเนาะရေးရခြင်းတော့အတူတူပဲဒါပေမဲ့လည်းမသက်ကဝါသနာပါတော့ဘေးတော့လုံကပိုဝါသနာပါတယ်အသက်ကြီးသွားတဲ့အခါကျရင်မသက်အဲ့လိုဘေးတော့ကို900 1000လို့အော်မရောင်းနိုင်တော့ဘူးလေလိုက်စင်းလွင်ပြီးတော့ဒီရွှေလေးကကိုမရောင်းနိုင်ပဲနဲ့ဗီဒီယိုလေး2ပုတ်3ပုတ်ကြော်ညာထားရင်တော့မှပဲစိုင်လာဝယ်ရင်စိုင်လေးဖွင့်တာအဆင်ပြေရအိုသာမင်းစာပေါ့ကွယ်ဥပမာနောက်ဆိုရင်ကိုကဒီလိုလိုက်တယ်မလွှင့်နိုင်ဘူးဆိုရင်လေဆိုင်ဖွင့်ထားတာကြော်ညာထားတယ်လို့လည်းဖြစ်တယ်ကိုလုံးဝမလုံနိုင်ဘူးဆိုရင်ဒီရွှေကရင်းထားဖြစ်တဲ့အတွက်ဈေးတက်ထားရင်ကိုမလုံဘူးဆိုရင်တော့ကိုအတွက်အမျက်ကြီးပဲပေါ့နော်အဲ့လေမသက်လည်းဒါဆိုရင်ကနေတက်ပြီးရွှေတိုင်းကြီးလည်းမဖွင့်နိုင်ဘူးမသက်ဆရောင်းတော့ခေါင်းစီကျိုးနော်ဟိုမလုံရဲသေးရလေခေါင်းစီကျိုးတို့ကလေးတို့ရင်တို့တို့80K လေးပပတဲ့လေးရနေရောင်းရတယ်အခုဆိုဒါတွေကိုလုံးဝထုတ်မလောက်ပါဘူးပေါ့နော်ဘယ်လုပ်ငန်းမဆိုကြိုးစားတယ်ဆိုရင်တကယ်ကိုဖြစ်ပါတယ်နော်အခုဆိုဒါတွေဆိုရင်မသက်ဒါဈေးရောက်ဘွက်တော့ရှိသေးတယ်ဈေးရောက်ဘွက်တော့တက်ကိုလည်းဒါထုတ်ပြရပါတော့အဲ့တော့ဒီလိုကြိုးကြီးတွေလိုချင်နေဆိုရင်မသက်တို့ရဲ့စူတက်ထုတ်ရွှေတောင်ဒါဝယ်ပါရွှေရတော့ငွေအဖြစ်မြန်ပါတယ်ရွှေဝယ်မကြမြေဝယ်မကြအောက်ဆုံးထိတော့ကြမတော့ဘူးเนาะအဲ့လိုမျိုးလေးရှိတယ်ကိုလည်းဝယ်ရသေးရဲ့မြက်လည်းမြက်တယ်ဆိုတာလည်းတစ်နှစ်လောက်ဝတ်ထားမှမြက်တယ်ရှက်ရှင်းဝယ်ပြီးရှက်ရှင်းရောင်းရင်အရော့တော့လက်ခါဒါရှုံးပါတယ်เนาะဒါလေးပြပြထားတာနောက်ဗီဒီယိုမှာဆက်လက်ကြည့်ရှုပေးပါရှင်โอเค